Hello guys ဒီ blog လေးကတော့ My Dream Garden ကိုတင်တန်းလူနဲ့ဒီ day trip သွားတဲ့ blog လေးပဲဖြစ်ပါတယ်။စထွက်လာကစားတော့မိုးကရမ်းသိနေပြီပဲတဖြည်းဖြည်းဟိုရောက်ခဏနေမှာတော့မိုးကတိတ်သွားပါတယ်။သွားတာတော့တနိုင်ခွဲလောက်တော့ချမယ်ထင်ပါတယ်9နာရီကနေစထွက်ပြီးတော့10နာရီခွဲခန့်ဒီမှာဟိုရောက်ပါတယ်ဒါတော့ရောက်သွားပါပြီဒါတော့ကိုရီစီလာတဲ့ကားပါ My Dream Garden ကိုရောက်တော့အကုန်လုံးဒီချာရှောက်ပတ်ကြမယ်ဆိုတာနဲ့နှစ်ယောက်တည်းစီတန်းစီပြီးအကုန်လုံးရှောက်ပြီးတော့ပတ်ကြပါတယ်ဒီပေါ်တက်ထိုင်လို့ရလားဆိုပြီးမှတက်ထိုင်မှုလုပ်ပါတယ်တော်သေးရပုံမထိုင်လိုက်လို့ဗီဒီယိုရိုင်းနဲ့အဖွေနဲ့အုပ်စုခွဲသွားပါတယ်နောက်ပြီးတော့ပြန်တွေ့တော့အကုန်လုံး9ခန်းတောင်ရောက်ပါပြီMy Dream Garden ကတော်တော်ကျေပါတယ်လမ်းအကြိုက်ရှောက်လိုက်ရတယ်အဲ့ဒါနဲ့ရှောက်ပြီးတော့တစ်ချီကစပိန်စီးကြမယ်ဆိုပြီးတော့စပိန်ကြီးသွားထုတ်ခိုင်းပါတယ်ဒါပေမဲ့လူကြီးအတွက်နေရာမလောက်လို့ဆိုပြီးတော့ပထမတုပ်ဒုတိယတုပ်ဆိုပြီးခွဲစီးရပါတော့ကိုရီးယားမစီးလိုက်ရတော့တက်ပုံသွားရမယ်ဆိုပြီးတော့တကယ်ချင်းကိုခေါ်လာပါတယ်နောက်ဆုံးတော့ပထမတုပ်ပြီးတော့ကိုရီးဆိုရင်စစီလို့ရပါပြီစပိန်နဲ့ပတ်စီပြီးတော့ကိုနေရာမှာကိုခဏပြန်နားကြပါတယ်အခန်းထဲမှာဂီတာတီးရလူနဲ့ဦးနိုဆောရလူတွေနဲ့တူတော့ပြောစရာကောင်းပါတယ်နိုင်အောင်ဆော့ပါမယ်ဆိုတော့မှမိုက်ခေါ်နေဆိုလို့ထားပြထွက်ရပါတယ်လာခေါ်ရတော့အဖွဲလိုက် game ဆော့ရမယ်ဆိုပြီးတော့လာခေါ်ရပါအားနေပဲ game ဆော့ဖို့တော့အောက်ကိုဆင်းကြပါတယ် game ကအပြင်မှာဆော့လို့အဆင်မပြေဘူးဆိုပြီးတော့အထဲမှာဆော့ပါတယ်ဒီချာ game ရှင်းပြပါတယ်ပထမ game မှာတော့ကိုရီရှုံးသွားတယ်ပေါ့နော်ပြီးတော့နောက် game ထပ်ရှင်းပြပါတယ် second game မှာတော့ကိုရီနိုင်ခဲ့ပါတယ်ဒီနေ့ဆိုပြီးတော့ lunch စားလို့ရပြီဆိုပြီးပြောသမင်းစားဆောင်ရောက်လာပါပြီဒါတော့သမင်းစားဆောင်မြင်ခွင့်ပါသမင်းမစားခင်တော့ရှုပ်ရှက်တွေခံနေကြပါတယ်ဟိုလူရိုက်လိုက်ဒီလူရိုက်လိုက်သမင်းလေးစားဖို့အမပုံပြီးစားရိုက်ပါပြီအနောက်ကလူမျိုးလိုက်လို့ပဲတစ်စက်မှမတူပါဘူးပြီးတော့ဖွဲ့လိုက်ကြီးနေရာရှာပြီးပုံလေးစက်ရိုက်ပါတယ်ပုံလဲဝါရက်ပြီးတော့စပိန်နောက်တစ်ခေါက်ထပ်စီမယ်ဆိုရင်စပိန်နေထုတ်လာပါတယ်ဒါတော့ DDC ရဲ့အမပါဒီနေရာလေးကတော့ပုံရိုက်လို့တော်တော်လေးလာသလိုတော်တော်လေးမြင်ပါတယ်ကြောက်စရာကောင်းပါအစားတော့မတက်ဘူးစဉ်းစားထားပြီးမြင်တက်ခဲ့ပါတယ်သူများကြောက်နေလို့စင်းကူပါတယ်ဒီလိုပဲကိုကလေးကြောက်အရင်ကြောက်ပါတယ်ဒါတော့ပေါ် view ကနေရိုက်ထားတဲ့ video ပါပေါ်ကနေကြောက်တော့ကြောက်ပေမဲ့ view ကတော်တော်လာလို့အစားတော့ကြောက်ပေမဲ့အပေါ်တကယ်ရောက်တဲ့ခါမှာတော့လေတဖြည်းဖြည်းတိုက်ပြီးတော့တော်တော်လေးနေလို့ကောင်းပါတယ်အပေါ်မှာအဲ့လိုနဲ့စပိန်နေပတ်စီပြီးတော့လိုက်နေရလေးတွင်ပုံလေးဆင်းရလိုက်ပြီးရှင်စပိန်ပတ်မှာလိုက်နေရှောက်သွားခဲ့ပါတယ်အနောက်ခေါက်မှတော့ပြန်ပတ်စီခဲ့ပါတယ် and it's really fun ဒီနေရာလေးကပုံထဲမှာတည်းအပြင်မှာပို့ပြီးတော့ကြည့်လို့လာပါတယ်
အဲ့ဒီတရားကနေတက်သွားလိုက်လို့ရှိရင်ဒီလိုမျိုး angels ရုပ်ထုလေးအများကြီးရှိတဲ့နေရာလေးကိုရောက်ပါတယ်နေရာရဆိုရှောက်သွားပြီးတဲ့နောက်မှာတော့အစာပြေစားလို့ရပြီဆိုပြီးဘူတိကျော်နဲ့လက်ဖက်တော့လာပို့ပါတယ်ဘူတိကျော်ကတော်တော်စားလို့ကောင်းပါတယ်သူ့ရဲ့အချင်းရလုံးဝအသက်ပါပဲစားလို့တော့လည်းပြောတင်နိုင်ကလေးအကောလားပြင်ထွက်သွားပါတယ်အဲကြောင့်မို့မိုင်းညညောက်တဲ့ကြိုင်ကြီးပြောစကားပြောပါတယ်စကားပြောလို့ကတော့ golf ရိုက်ကြမလားဆိုပြန်နေ golf သွားရိုက်ပါတယ်နှစ်ယောက်စလုံးဒါတော့ကလေးနေရိုက်နေရပါ golf ရိုက်နေတာပြောတာပါ golf ရိုက်ညံလား hockey ကစားနေရလားမသိခွဲပါဘူးဒါတော့ကုတက်တော်ရဲ့ဇာကြီးပါတန်းနေရပဲပေါ့ပြန်တော့မှအဲ့ဒီမှာမျက်မှန်ပါလာတဲ့တတိယပဲအဲ့တော့မှမျက်မှန်ကောက်တက်လိုက်တယ်သုံးနိုင်လဲခွဲရစပြပြန်ပါပြီကောင်းမှပိုးကတည်သေးပါဘူးဒီလိုနဲ့ပဲအိမ်ကောင်းကောင်းပြန်ရောက်ခဲ့ပါတယ်